ဒီ crew ကိုရွေးချယ်ထားတဲ့သူတွေအတွက်ပေါ့နော်ဒါသိရမှာဖာလဲဆိုတဲ့ခါကျဒီနှလုံးသားပွင့်ဖို့ရေးကြည့်တယ်တဲ့ချို့တွေကခြားတော့လဲ cover set ကိုချစ်ချင်းတရားတွေပေးဖို့အတွက်ပေါ့ကိုရင်တွေကချစ်ချင်းတရားတွေသူများကိုပေးဖို့ကိုကိုရဲ့ hack ကို healing လုပ်ဖို့အတွက်ရှောင်ပြေးနေကြတယ်တဲ့ရှောင်ပြေးနေကြတယ်ရှောင်ပြေးနေကမှကိုပေါ့နော်ချို့တွေကလည်းရက်တောက်တာမျိုးချို့တွေကလည်းအစားအစာကိုလွန်လွန်ကျူးကျူးပေါ့နော်စိတ်ညစ်ပြီးတော့ခါစားဖို့စားတာမျိုးဒီလိုမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ခါကျတော့ဒီနှလုံးသားနဲ့ပတ်သက်ပြီးတော့ trauma တွေရထားတယ် trauma တွေဆိုတဲ့အခါမှာခုနကပြော relationship နဲ့ပတ်သက်တဲ့ဆိုတာမိဘကြောင့်ညာရမယ်ကိုပတ်ဝန်းကျင်ကလုပ်ငန်းခွင်ကဒီလိုမျိုးဆရာသမားအောက်လက်ငယ်သားဒီလိုမျိုးတွေလည်းဖြစ်နိုင်တယ်နောက်တစ်ခါပါလဲဆိုရင်ကိုယ့်ရဲ့သားသမီးတွေကြောင့်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ခင်မွန်းတွေကြောင့်လည်းဖြစ်နေကိုယ့်ရဲ့ချစ်ခင်ရတဲ့သူတွေကြောင့်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ partner တွေကြောင့်လည်းဖြစ်နေမျိုးစုံပေါ့နော် relationship ဆိုတဲ့ခေါင်းစဉ်အောင်မှာအများကြီးရှိတယ်အဲ့တော့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ်မှာ healing ဝင်ရမှာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ရှောင်ပြေးပြီးအခါကျဟိုလိုဒီလိုတွေလုပ်နေကြတယ်ပေါ့နော်အဲ့ခါကျဒီလူတွေက heart ကို healing လုပ်ရမှာဖြစ်တယ်တဲ့ဒါစူးစမ်းပြီးတော့ဒါ heart ကို healing ရမယ်အခြေအနေကိုရောက်ရှိနေပြီတဲ့ခင်ချင်းကြတဲ့ heart ကို open ဖြစ်ရမယ်ပေါ့နော်အဲ့တော့ကိုကလည်းဗာလဲဆိုရင် openness လုပ်ပေးရမှာဖြစ်တယ်တဲ့ okay အဲ့တော့ဒါကတော့ပေါ့နော်ဘာလို့ပြောရလဲဆိုရင်ကတင့်ရဲ့နောက်အဆင့်မှာကြုံတွေ့ရမှာဟာဗာလဲဆိုတဲ့အခါကျတော့ကိုကဆုံးဖြတ်ရမှာဖြစ်တယ်တော့ကိုက decision ဆုံးဖြတ်ရမှာဖြစ်တယ်ဒီဟာပေါ့နော်ဘယ်လိုရင်ဆိုင်ရမယ့်ဟာကနှစ်ခုဖြစ်နေရွေးချယ်စရာနှစ်ခုဖြစ်နိုင်တယ်ရွေးချယ်ရတဲ့အခါကိုယ့်ရဲ့နှလုံးသားလေးဖြစ်ချင်တဲ့ဆန္ဒကိုမေးပြီးတော့ရွေးချယ်ပါတဲ့နော်အဲ့တော့ကိုကအလုပ်ကိုမလုပ်ခင်မှာ information တွေယူမယ်နောက်တစ်ခါဗာလဲဆိုတဲ့အခါကျအချက်လက်တွေယူမယ်စုဆောင်းမယ်နောက်တစ်ခါကျတော့action မလုပ်ခင်မှာကိုရဲ့ inner knowing နဲ့မေးကြည့်ပေါ့နော်ကိုရဲ့ self self knowledge နဲ့ပေါ့နော်အဲ့လိုမျိုးmeditation တွေထိုင်လို့မို့လဲတိတ်ဆက်တဲ့နေရာမှာအေးဆေးနေပြီးခေါင်းအေးလေးနဲ့ဒီပြဿနာကိုစဉ်းစားပေါ့နော်ဒါပြဿနာကိုစဉ်းစားမဲဖြစ်တယ်နောက်တော့ creation တွေဖန်တီးရမှာဖြစ်တယ်ကိုရရှိတဲ့ gratitude ကျေးဇူးတရားတွေဖန်တင်လိုက်မယ်ဆိုရင်ကောင်းမွန်တဲ့ energy တွေဖြစ်လာမှာဖြစ်တယ်ပေါ့နော်ဒါဟိုဟာပြောတာကဒီဟာကိုခုနကြော်ဖြတ်ရမှာဖြစ်တယ်တဲ့နော်နောက်တစ်ခါဗာလဲဆိုတဲ့အခါကျတော့ obstacle ပိတ်ဆို့တားဆီးမှာကိုကဗာလဲဆိုရင် self care ကိုကိုလည်း queue ဆိုင်မယ်ကိုကိုလည်းမိခင်ကနေသားသမီးကိုချစ်ချင်းတရားတွေပေးရမျိုးနားချ queue ဆိုင်တာမျိုးအဲ့လိုမျိုးပဲကိုကလည်းသူများကို queue ဆိုင်ရမယ်ကိုကလည်းကိုလည်း queue ဆိုင်အဲ့တော့သူများကို queue ဆိုင်ဖို့မလုပ်ခင်ကိုတဲ့ကိုအရင်ဆုံးနားချော့လုပ်ပါတဲ့ကိုကောင်းကောင်းမွန်ပြိုးထောင်ပါကောင်းကောင်းမွန် self love တိဆောက်ပါကို queue ဆိုင်ပါဟာပြေဝအောင်စားပါစိတ်ကိုလည်း emotion တွေတို့အကုန်လုံးကိုစိတ်တွေလည်းကောင်းကောင်းမွန်ကျန်းမာအောင်လုပ်ပါဒါတွေလုပ်ပြီးမှသာသူများကိုကူညီနိုင်မှာဖြစ်တယ်တဲ့အဲ့တော့ကိုနားချလုပ်ပါနားချလုပ်တဲ့ကကောင်းမွန်တဲ့ energy တွေဖြစ်ပြီးတော့ကြုံတွေ့ရပြီးတော့ဒီခုနကိုတားဆီးပိတ်ဆို့နေဟာတွေကကြော်လွှားသွားမှာဖြစ်တယ်နောက်တစ်ခါအမျိုးသမီးကိုရဲ့မိဟောင်းဖဟောင်းเนาะနောက်တစ်ခါကျဘိုးဝဲပြီးနေကိုရဲ့ ancestor တွေကနေအမျိုးသမီးနဲ့သက်ဆိုင်တဲ့ divine တွေကနေကာဝယ်ပြီးတော့ဒီပိတ်ဆို့နေတဲ့အတားအဆီးတွေကိုကြော်ဖြတ်သွားမှာပြီးတော့သူတို့မြစ်တာနဲ့လည်းကိုသားသမီးကိုနှွေးထွေးတဲ့မြစ်တာနဲ့လည်းကြော်ဖြတ်သွားနိုင်မှာဖြစ်တယ်ဒါပိတ်ဆို့တားဆီးဖြစ်တဲ့ဆံမို့ကိုကြော်ဖြတ်သွားနိုင်မယ်ကိုကအဲ့လိုမျိုးကြော်ဖြတ်တဲ့အခါမှာကိုကသူများကိုလည်းကူညီခြင်းတယ်ဒါပေမဲ့လောလောဆယ်တော့ကိုပြဿနာကိုအရင်ဆုံးကြော်ဖြတ်ဖို့အတွက် divine ရဲ့ energy နဲ့เนาะမိခင်လိုမျိုး divine ရဲ့ energy ဥမာအဖြစ်မမကာလီဆိုရင်မျိုးအမျိုးသမီးပဲလေအဲ့ဒါမိခင်ရဲ့ energy တွေနဲ့သူ့ရဲ့ရင်ငွေခိုးလုံးပြီးတော့ကြော်ဖြတ်လိုက်ကြော်ဖြတ်လိုက်ပြီးတော့မှသာကိုယ့်ရဲ့အခက်အခဲတွေပြေးလဲသွားပြီးဆိုမှသူများကိုကတစ်ဖက်ကံပြန်လဲပြီးတော့ကူညီနားချလို့ပြိုးထောင်လမ်းပြကူညီတဲ့အဲ့လိုမျိုးပြောတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ next step ပေါ့เนาะကိုယ့်ရဲ့တန်မာမှုရဲ့ကိုယ့်ရဲ့ resources တွေကဘာတွေလဲဆိုတဲ့အခါကျတော့ပေါ့နော်ဒီအချိန်မှာတဲ့ကိုက spiritual ရအချိန်ပဲဆိုရင် spiritual လမ်းကြောင်းကိုရောက်သွားတယ်ဖြည်းဖြည်းနဲ့ရောက်သွားပြီပေါ့နော်အဲသွားတဲ့ခါမျိုးမှာကို့မှာတဲ့ achievement တွေကိုများခုနကနာချကူညီရမယ်လို့ပြောတယ်လေဒီလိုပြောထောင်ကူညီရမယ်take care လုပ်ပေးရမယ်ဆိုတော့အဲ့တော့ကိုကဒါတွေကို take care လုပ်လိုက်တဲ့ခါမှာကိုရဲ့ spiritual အလုပ်တွေလုပ်လာတယ်ကိုသူများကိုကူညီပေးတယ်နော်ဒီလိုမျိုးတွေလုပ်လာတဲ့အခါမျိုးမှာကိုဘဝမှာလည်း income တွေတိုးလာတယ်တဲ့ဝင်ငွေတွေတိုးလာတယ်ကိုရဲ့အခက်အခဲလေးတွေပြေးလဲသွားတယ်ဝင်ငွေတွေတိုးလာတဲ့တက်ကကိုကပျော်ရွှင်ရတယ်ကိုကလက်လာပါတွေပေါ်လာတယ်เนาะကိုလိုချင်တာရလာတယ်ချမ်းချမ်းသာကြကြဝဝနေနိုင်တယ်ခုနှစ်ရသားသမီးကိုကယ်ရင်ကိုကူရင်ကယ်ရင်နဲ့ပဲကိုရလည်းပတ်စံတွေဝင်ငွေရလာမယ်ဒီလိုမျိုးအနေထားမျိုးဖြစ်တဲ့ကိုက spiritual လမ်းဆောင်ပေါ်လဲရောက်ရှိရကိုရဲ့ gift နေနဲ့ပါရမီနဲ့အကူအညီနေဒီလိုမျိုးတွေဖြစ်တယ်တဲ့နောက်တစ်ခါဗာလဲဆိုတဲ့အခါကျတော့ကိုက throat chakra ပေါ့เนาะအခုက throat chakra လည်းပဲမှာရှိ throat chakra open ပွင့်နေတယ်ပွင့်နေရဖြစ်တော့ကိုအရင်တော့ရှက်ရွံ့ပြီးတော့လူကြားထဲမှာကိုမပြောရဲမဆိုရဲတွေရှိရဲကိုရဲ့ဘဝအတွေ့အကြုံတွေ
မ share ရတာမျိုးရှိရအခုကြတော့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့ဘဝဖြစ်စဉ်ရဲ့တွေ့ကြုံတွေကို share တဲ့ဒါကိုယ့်ရဲ့ story တွေကို share တဲ့ပြောဟာဖွင့်ဟာတဲ့ဖွင့်ဟာဒါမှသာလေသူများတွေကနားထောင်ပြီးတော့ကိုယ့်ရဲ့ life lesson နဲ့နားထောင်ပြီးသင်ခန်းစာယူသွားမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ speak out loud တဲ့နော်ကိုယ့်ရဲ့ voice ကိုထုတ်ပြတဲ့ voice နဲ့ပြောဆိုပြီးတော့ speak out လုပ်ပေးပါတဲ့ဒါ throat chakra open ဖြစ်နေ communication ပေါ့နော်ကိုယ့်ရဲ့ soul family နဲ့ communication ဆက်သွယ်ရေးလုပ်ဒီလိုမျိုးလေးလုပ်ကြတဲ့ပြောတာနောက်တစ်ခါကျတော့ဗာလဲဆို new ပေါ့နော် new part ကကြတော့ကိုက new direction new path ရဲ့ကိစ္စတစ်ခုကိုလုပ်ရတော့မယ်ကိုက leadership လုပ်ရတော့မယ်ဥဆောင်ရမယ်ဥဆောင်ရွယ်လုပ်ရမယ်ကိုကအဖွဲ့အစည်းတစ်ခုမှာကိုက leader လုပ်နေရမယ်ဥဆောင်ရွယ်ပြုတ်ရတော့မယ်အနေအထားမျိုးရှိတယ်future မှာပေါ့နော်အဲ့ခါကျတော့ဘာလုပ်ရမလဲဆိုတော့ကိုကတန်မာရမယ်တန်မာတဲ့ခါဘယ်ကိုကြည့်မလဲဆိုကိုရဲ့ inner wisdom inner knowing ပေါ့ inner strength ပေါ့နော်အထဲထဲမှာရှိရကိုရဲ့စိတ်ရဲ့အတွင်းရဲ့တကိုယ်တွေကိုယူပြီးတော့စိတ်ဆွမ်းအားတွေကိုယူပြီးတော့ဒီဟာကိုတတိရှိနဲ့ကြောဖြတ်တတိရှိနဲ့ဥဆောင်ဥရွက်ပြုတ် leaderဦးရှေ့ကနေပြီးတော့ရှေ့ဆောင်တော့ဖြောက်သားဆိုပြီးတော့တည်ရမှာတန်မနဲ့ရှေ့ကနေပြီးတော့သွားပြခေါင်းဆောင်ဦးရွက်ဦးဆောင်အဲ့တော့ဆိုလိုတာက future မှာဆိုရင်တော့ဦးဆောင်ဦးရွက်ပြောရမယ့်ကိစ္စတွေရှိလာနိုင်တယ်တဲ့เนาะကိုကဦးဆောင်ဦးရွက်ပြောရမယ့်ကိစ္စတွေရှိလာနိုင်တယ်တဲ့ဒါပေါ့เนาะဒါ divine ဘာဘာ Ganesh ကပြောတဲ့ message ပေါ့เนาะအဲ့တော့တဲ့နောက်တစ်ခုကကြတော့တဲ့ဟို energy ကပြောမယ်ဆိုရင်ဘာတွေကိုခြုံတွေ့ရနိုင်လဲဆိုတဲ့အခါကြတော့တဲ့ဒီဟာတွေကလည်းအဲ့လိုပဲပေါ့နော်အဲ့တော့ဆိုလိုတာ mass အနေနဲ့ energyစိတ်တိုးစရာတွေဒေါသထွက်စရာတွေ conflict ပြဿနာတွေကြုံတွေ့ထားနေဒါပေမဲ့ချစ်ချင်းတရားတွေနဲ့ပဲဒါကိုပျော့ပြောင်းလေးကင်တွယ်လိုက်ပါတဲ့နော်ဒါကင်တွယ်လိုက်ပါဒါကိုမလုံနိုင်နေမတက်နိုင်တာတွေလွှတ်ချလိုက်ပါတဲ့ surrender လုပ်လိုက်ပါတဲ့နော်ကိုကအဲ့လို surrender လုပ်သွားပြီဆိုရင်တဲ့ကိုကနေပြီးတော့new arts တွေကိုသွားနိုင်မှာဖြစ်တယ်တဲ့သူ့ရဲ့ 3D consciousness ကနေ 5D consciousness တွေကိုသွားနိုင်မှာဖြစ်ကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေတက်လာမှာဖြစ်တယ်နောက်တော့ကိုယ့်ရဲ့ body mind နဲ့ spirit ကိုတတိဟာခယူဆိုင်ကိုယ့်ရဲ့ body ကိုခယူဆိုင်ပြေဝဆာနာယူเนาะbody စပါးသွားတာမျိုးအနှိတ်ခံတာမျိုးနောက်တော့ဘာလုပ်ရမလဲဆိုတော့ရေချိုးရဲခမားဘာလဲဆိုရင်scratch တိုက်တာမျိုးဒီလိုမျိုးလေးပေါ့ကိုယ့်ရဲ့ body ကို view side တဲ့เนาะအစားအေးဝအေးတဲ့နောက်တော့ကိုယ်မှာ soul နဲ့ပတ်သက်တဲ့ team တွေရှိတယ်เนาะအဲ့တော့ကိုယ်ကိုစောက်ချောက်တဲ့ ancestor ဘိုးဘေးဘီဘင်းတွေကိုယ်ကိုစောက်ချောက်ခဲ့တဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒါတွေနဲ့ချိတ်ဆက်ပြီးသူတို့ရဲ့ထောက်ပံ့မှုကိုတောင်းခံမှာတဲ့နောက်တစ်ခါပါလဲဆိုရင်ဒီလူတွေကတဲ့ inner child healing လုပ်ရမှာဖြစ်တယ်เนาะ inner child healing လုပ်ရမယ်ဒီလူတွေက inner child ကို healing ကောင်းကောင်းလုပ်နိုင်ပြီးနောက်တစ်ချိန်မှာ healing နဲ့ပတ်သက်တဲ့အခါမှာ inner child မှာ expert တွေတောင်ဖြစ်နိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒါသူ့ရဲ့ပါရမီဖြစ်တယ်တဲ့နောက်တစ်ခါပါလဲဆိုကိုယ်ဟာဒီဖြစ်နေပြဿနာတွေကြုံလာခဲ့တဲ့အခါမျိုးမှာ universe ကနေအသေးစိတ်ကို take care လုပ်နေတဲ့ queue site နေတဲ့အတွက်ကြောင့်စိတ်ပူစရာမလိုဘူးကိုက Venus ရဲ့ energy နဲ့အတူတူပျော်ပျော်ရွှင်နဲ့ဖြတ်ကျော်နိုင်မှာဖြစ်တယ်ဒီမှာဆိုချစ်ချင်းတရား new love တွေလည်းတွေ့မယ်နောက်တော့ဗာလဲဆိုရင်စိတ်ဆက်ကြောင်းလန်းတာမျိုးလက်ထက်တာမျိုးဒီလိုမျိုးတွေဖြစ်မယ်တို့မဟုတ်တော့ဦးနဲ့တူအိမ်အောင်တွေဆိုတဲ့အခြေရေးတွေအဆင်ပြေနေမယ်နောက်ခါကိုယ့်ရဲ့ soul mate တွေဆိုတဲ့အဆင်ပြေမယ်ပေါ့ဒါကတော့အကုန်လုံးချစ်ချင်းတရားတွေရရှိမယ်နောက်တစ်ခါဗာလဲဆိုတဲ့ခါကျကိုအရင်တော့ဆွဲချသေးရဆွဲလန်းမှုတွေရှိတယ်เนาะဥမာဖေကိုပျက်စီးဆောင်လုပ်တဲ့ addiction ဆွဲလန်းမှုတွေဆွဲလန်းဆိုတာနာကျင်မှုကိုလည်းဆွဲလန်းတာရှိရချို့အားအရက်တောက်တာဆွဲလန်းတာရှိရအမျိုးစုံပေါ့ကိုဆွဲလန်းစေတဲ့အရာတွေဘာတွေမကောင်းတဲ့ဆွဲလန်းမှုတွေရှိနေရတယ်အဲ့ဒီစိတ်ချင်တွေကနေကိုကလက်ကိုးလုံးလိုက်ပါတဲ့နော်နောက်တစ်ခါကျတော့ဗာလဲခေါ်ချအဲ့ဒါလက်ကိုးလုံးနိုင်သွားပြီပေါ့နော်နောက်တစ်ခါဖြည်းဖြည်းနဲ့ကိုက spiritual လမ်းကြောင်းကိုရောက်နေပြီးတော့ဖြည်းဖြည်းနဲ့ကိုက awakening တွေဖြစ်လာနိုးချလာတဲ့ဉာဏ်တွေကျဲလာတဲ့အသိဉာဏ်တွေမြင်ဉာဏ်တွေကျဲလာတဲ့ကိုယ့်ရဲ့ soul purpose တွေကိုသိလာတယ်ဖြည်းဖြည်းနဲ့ဉာဏ်တွေကဖြည်းဖြည်းနဲ့ consciousness တွေမြင်လာမယ် awakening တွေဖြစ်ပြီးတော့ activation တွေဖြစ်ပြီးတဲ့အခါမှာဗာလဲဆိုဒီလိုမျိုး activation တွေ awakening တွေဖြစ်နေတဲ့အချိန်ရောက်နေပြီတဲ့နောက်တော့ဒီ throat chakra ကိုပြောတော့ကျိန်ခဲ့တယ်ကဘာအဓိပ္ပာယ်ရှိသေးလဲဆိုဘာ meaning လဲဆိုတော့universe က divine တွေကပြောတဲ့ message တွေပေါ့ divine တွေကပြောတဲ့ message တွေကိုလည်း messenger သဘောမျိုးနဲ့ပတ်ဝန်းကျင်ကိုဟိုဘယ်လိုပြောမလဲဆို message ပို့ရတာမျိုးပေါ့နော် throat ကနေပြီးတော့သူတို့ရဲ့ message ကိုကနေပြီးတော့နားလေတယ်ကိုကနေပြီးတော့ဗစက်ကလည်းဖွင့်ဟောက်ပြီးတော့ပြောတယ်ပေါ့နော်ဒီလိုမျိုးလုံးနိုင်တဲ့အနေအထားမျိုးလေးရှိတယ်တဲ့เนาะအဲ့ဒါကြောင့်မို့လို့နောက်တစ်ခါ energy နေနဲ့ပြောမယ်ဆိုရင်တဲ့ rest အနားယူပါတဲ့ meditation ထိုင်တာမျိုးအနားယူတာမျိုးခန္ဓာကိုယ်အနားပေးပါတဲ့နောက်တစ်ခါဗာလဲဆိုရင်ကိုအားရှေ့မှာဥဆောင်ဥရွက်ဖြစ်ရမှာဖြစ်တဲ့ကြောင့်မို့လို့ strength ပေါ့နော်တန်မာမှု inner strength ကိုရှာဖွေပါနောက်တစ်ခါinner strength တွေလည်း angel ဆေးကဆောက်ရှောက်လမ်းညွန်ပြနေတယ်တဲ့နောက်တစ်ခါဂျာနဲ့ပတ်သက်ပြီးတော့ကိုကဒီကိုသွားဖို့အတွက်ကိုယ်မနာလိုတဲ့သူတွေရှိရဲတတိထားပါပေါ့နော်နောက်တစ်ခါအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကိုကကြော်ရွှင်တဲ့မိသားစုတွေနဲ့ပြောရွှင် Venus ရဲ့ energy နဲ့တူ
လို့ပြောရှင်ချစ်ချစ်ခင်ခင်နဲ့မိသားစုတွေနဲ့စီးရုံနေရမယ်ကိုတန်မိုးရှားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တကားပွင့်သွားပြီကိုရဲ့ဘယ်လိုပြောမလဲဆိုတော့ကိုရဲ့လက်တကားသူများကိုကူညီရင်းနဲ့ကိုရဲ့လက်တကားပွင့်သွားပါပြီတဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်